စောင်းရသည်ရဲ့အေးဒံအပြင်းထန်ဆုံးအာတိတ်ဒေတာမှာတော့အသက်ရှင်တန်နိုင်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ပေါင်400ကျော်လေးလံတဲ့ဝက်ဝင်ညွန့်ကြီးတစ်ကောင်ဟာအစာငတ်မှုနေပြီးအလွယ်တကူအမဲလိုက်နိုင်ဖို့မွေးစမတ်ဆာအောက်မတ်စကတ်တားငယ်လေးတွေကိုပြစ်မှတ်ထားနေပါတယ်။မိနစ်ပိုင်းတွင်းမှာတင်ဝက်ဝင်ကြီးဟာနွားငယ်တစ်ကောင်ကိုဖမ်းဆီးရမိခဲ့ပါတယ်။ဒါပေမဲ့သူဟာအားရတင်းတိမ်မနေပဲအုပ်စုနဲ့ကွဲကြံရိတ်ခဲ့တဲ့နောက်ထပ်နွားငယ်လေးတစ်ကောင်နောက်ကိုထပ်မံလိုက်လံဖမ်းဆီးပါတော့တဲ့ခြောက်ခြားသွားတဲ့မတ်ဆာအောက်နွားအုပ်ကြီးဟာအရက်မျက်နှာအသီးသီးကိုထိတ်လန့်တကြားထွက်ပြေးကြပြီးရုပ်ရုပ်တဲတဲဖြစ်နေချိန်မှာတော့မိဘတွေဟာနွားငယ်လေးနဲ့ကြိုက်ရပေါင်းများစွာအလန့်ဝေးရကိုရောက်ရှိသွားခဲ့ကြပါတယ်။အသက်မွေးစာနာရီပိုင်းပဲရှိသေးတဲ့ဒီနွားငယ်လေးမှာတော့ဘေးအန္တရာယ်ဆိုတာဘာလဲဆိုတာကိုတော့မသိရှာသေးပါဘူး။ဘာကာကွယ်မှုမှမရှိပဲတရားတရက်နဲ့မတက်ရက်ရင်ဝက်ဝင်ကြီးစီကိုတော့ဥတီလျှောက်သွားခဲ့မိပါတယ်။အတွေ့အကြုံမရှိတဲ့နွားငယ်လေးအတွက်တော့မိခင်နဲ့တားကောက်လိုက်တဲ့တတဝါကိုခွဲခြားဖို့ခက်ခဲလုံးပါတယ်။ဝက်ဝင်ကြီးကလည်းဒီလိုအခွင့်အရေးကောင်းကိုလက်လွတ်မခံပဲချက်ချင်းပဲအပေါ်ကိုအုံမိုးလိုက်ပါတော့တယ်။တေးရရှိရေးတစ်စက္ကန့်လိုမှာပဲကန်ကောင်းစွာနဲ့နွားငယ်လေးဟာဝက်ဝင်ကြီးရဲ့လက်စုပ်လက်ကင်တွေကနေလွတ်မြောက်သွားခဲ့ပါတယ်။ဒါပေမဲ့အန်ရီကမပြီးသေးပါဘူး။ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့မိဘတွေဟာစီးနှင်းဖုံးနေတဲ့မိုးကုတ်စဝိုင်းလုံးကိုရောက်ရှိသွားခဲ့ပါပြီ။အသက်လူပြေးခဲ့ရတာကြောင့်6နာရီပဲရှိသေးတဲ့သူ့ရဲ့ခန္ဓာကိုယ်ငယ်လေးမှာအားရင်တွေကုန်ခန်းပြီးနှင်းတော်တဲ့ပြုတ်ကျကြံခဲ့ပါတယ်။ခဏမြအနားယူပြီးနောက်တတိရှိတဲ့နွားငယ်လေးဟာအစွမ်းကုန်ပြန်မတက်ရက်ပြီးအကူကြီးတောင်းတဲ့အတန်နဲ့တောက်လျှောက်အော်ဟစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဝေးလံတဲ့နေရာကနေတုတ်ပြန်တန်ထွက်ပေါ်လာခဲ့ပါတယ်။နွားငယ်လေးရဲ့အော်တန်ကိုကြားလိုက်ရတဲ့မိခင်မတ်ဆာအောက်ကြီးဟာချက်ချင်းလက်ပြန်လာပြီးအတန်လာရစီကိုအမြန်ဆုံးပြေးဝင်လာခဲ့ပါတယ်။ဒီလိုနဲ့ဝေးကွာနေခဲ့တဲ့မိခင်နဲ့တားငယ်လေးတို့ဟာပြန်လည်ဆုံဆင်းနိုင်ခဲ့ကြပါတယ်။ဒီလိုကြမ်းတမ်းလုံးတဲ့အာတိတ်ကဘာမှာမတ်ဆာအောက်နွားငယ်များစုဟာအရွယ်ရောက်တဲ့အထိမရှင်တန်နိုင်ကြပါဘူး။ဒါပေမဲ့ဒီလိုစောင်းရသည်ကိုအောင်မြင်စွာကျော်ဖြတ်နိုင်မဲ့အသက်ရှင်ကျန်ရစ်သူတွေရှိနေသမျှကာလပတ်လုံးတော့မတ်ဆာအောက်တို့ရဲ့တက်ရှိသမိုင်းဟာဆက်လက်ရှင်တန်နေဦးမှာဖြစ်ပါတယ်။